မကြည့်ရသေးရင်နောင်နာရမယ်လက်ဝိတ်ဆက်ကားကောင်းများနံပါတ်1ဘလော့ဟောင်းမိခင်ပြစ်သူကိုဒုက္ခပေးခဲ့တဲ့ရက်ဆက်တဲ့ချင်းငွေကဘာကြီးကိုတံမနီလက်တီတွေနဲ့ရိုက်ချိုးဖျက်ဆီးမဲ့ပေါစာလူငယ်2ယောက်ရဲ့လက်စာချေခီးစဉ်ဒီဇက်ကားလေးကတော့2023ခုနှစ်က Netflix ကနေထုတ်လင်းပြသခဲ့ပြီးတော့အပိုင်းနေနဲ့8ပိုင်းဒီပါရှိတဲ့ Action Crime Thriller ရတားစုံကိုတဝါကြီးခန်းစားရမဲ့ကဘာတဝန်လူချိုက်များအောင်မြင်မှုများစွာရရှိခဲ့တဲ့ဇလန်တွေကောင်းလေးပဲဖြစ်ပါတယ်ဒီဇက်ကားလေးကနာမည်ကြီးဝက်ပုံကိုအခြေခံရိုက်ကူးထားပြီးတော့ကိုရီးယားရဲ့ကိုဗစ်ကာလမှောင်ကိုချင်းငွေလောကအကြောင်းကိုပြင်းထန်ပြီးတော့စံတစ်တဲ့ပုံစံနဲ့ရိုက်ကူးတင်ဆက်တာလို့လူချိုက်များခဲ့တဲ့လက်ဝိတ်စကားကောင်းလေးပဲဖြစ်ပါတယ်ဇလန်လေးကတော့ရိုးသားဖြူစင်ပြီးတော့မိခင်ကိုလှုပ်ကြွေးနေတဲ့တက်တိစပေါစာလူငယ်လေးကင်ကွန်ဦးဟာကိုဗစ်ကာလအတွင်းသူ့မိခင်ငွေလိမ့်လေခံလိုက်ရပြီးတော့အကျွေးနုံနေရာကနေစမိုင်းကပ်ပတဲ့ရဲ့ရက်ဆက်တဲ့ဂိုင်းစတာပြင်မြောင်ကြီးနဲ့ရန်ရိုးစတင်ခဲ့ပါတယ်အခြေအနေရဲ့အကြောင်းဂုံဦးဟာကျိုးဝိုင်းတွေကပြိုင်ဘက်ဟာအပြင်လောကကညီအကိုလိုခင်းနေတဲ့ဟုံဦးချင်းနဲ့ပူပေါင်းပြီးတော့စိတ်ကောင်းရှိတဲ့ချင်းငွေလုပ်ငန်းရှင်ကြီးအဖိုးကိုချွေဆန်ဟိုးရဲ့အကူအညီနဲ့မှောင်မိုက်တဲ့ချင်းငွေလောကကိုအမဲလိုက်ဖို့ထောက်ခခဲ့ကြပါတယ်အချစ်ဆုံးတငယ်ချင်း2ယောက်ရဲ့တစ္ဆာတွေအားညီအကိုကြားကတန်ရုံးစီနေတဲ့အတူမိသားစုကိုကာကွယ်ဖို့အတွက်အသက်ကြားကနေဘယ်လိုတိုက်ခိုက်သွားမလဲဆိုတာကိုရင်တက်ရှုမောပွဲကြည့်ရှုရမယ်ဇလန်တွေကောင်းလေးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်ရင်းတွေကတော့မင်းသားကျော်ဘူတိုဟွန်းမင်းသားလီဆန်းကြီးနဲ့မင်းသားကြီးပတ်ဆောင်ဝုန်းတို့ကအတွင်းကြီးတရုပ်ဆောင်ထားကြပြီးတော့ rating အနေနဲ့ကတော့ IMDb 8.2 ထိရရှိရတဲ့လက်ဝိတ်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်နံပါတ်2 Fight for my wayခလီဘွားတွေကအတူကြီးပြင်းလာကြပြီးတော့အိမ်မက်တွေပျောက်ဆုံးနေခဲ့တဲ့တငယ်ချင်း4ယောက်ဘွားရဲ့ဖိနှိပ်မှုတွေကိုကြက်ကြန့်ခံရင်းနဲ့အိမ်မက်တွေကိုစီရဲ့ရုံးကန်လှုပ်ရှားခဲ့ကြတယ်ဘွားဘီလန်ဒီဇက်ကားလေးကိုတော့2018ခုနှစ်က KBS 2ရုပ်သံလိုင်းကနေထုတ်လင်းပြသခဲ့ပြီးတော့အပိုင်းနေနဲ့16ပိုင်းဒီပါရှိတဲ့ Roman Company Sport ရတာစုံကိုတဝကြီးခန်းစားရမယ်လူကြိုက်များအောင်မြင်မှုများစွာရခဲ့တဲ့ဇလန်တွေကောင်းလေးပဲဖြစ်ပါတယ်လူငယ်တွေရဲ့အိမ်မက်နဲ့လက်တွေဘွားရုံးကန်မှုတွေကိုရင်မောပြော့စင်စရာပုံစံနဲ့ရိုက်ကူးတင်ဆက်တာလို့လူကြိုက်များခဲ့တဲ့အတွက်ပြည်တွင်းမှာတင်မကနိုင်ငံတကာမြန်မာနိုင်ငံမှာပါတော်တော်လေးမှရေပန်းစားခဲ့တဲ့လက်ဝိတ်စကားကောင်းလေးပဲဖြစ်ပါတယ်ဇလန်လီကတော့ငယ်စဉ်ကတိုက်ကန်တိုချန်ပီယံဖြစ်ခဲ့ပြီမဲ့အသိကအဖြစ်တစ်ခုကြောင့်အိမ်မက်တွေကိုဆွန့်လွတ်ပြီးတော့အင်းဆက်နှိမ်နှင်းရေးအလုပ်လုပ်နေရတဲ့ကိုရိုမန်နဲ့ TV အတန်လွှင့်ချိန်ညာသူဖြစ်ချင်ပေမဲ့စတိုးဆိုင်ပြန်ကြားရေးဝန်ထမ်းအဖြစ်ဘဝကိုဖျက်ဆီးနေရတဲ့ချိုင်ဝီရာတို့ဟာကလေးဘဝတွေကရင်းနှီးလာခဲ့ကြတဲ့18နှစ်ကြာအချစ်ဆုံးတငယ်ချင်းတွေဖြစ်ကြပါတယ်ဘဝရဲ့အနေအမြင့်ဒဏ်ရာတွေကြားကနေဒုံမန်းဟာသူ့ရဲ့အိမ်မက်အစစ်မှန်ဖြစ်တဲ့ MMA ကစားသမားလောကတွေကိုဒဏ်ရာတွေကြားကနေပြန်လည်ရုံးထွက်ဖို့ကြိုးစားလာတဲ့အခါအမြဲတမ်းဘေးကနေအားပေးကူညီတတ်တဲ့အေရာနဲ့တငယ်ချင်းဘဝကနေတဖြည်းဖြည်းရင်ခုန်တန်ချင်းလက်စားပြီးတော့အခြေဖြစ်ပြောင်းလဲလာပုံတွေနဲ့အမိုက်စာလက်ဝိတ်ခန်းတွေနဲ့ချီရှုသူတွေကိုအပြုံးပန်းဆင်စေမဲ့လက်ဝိတ်ဇက်ကားကောင်းတွေပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်တွေနဲ့ကတော့မင်းနာကျော်လေးပတ်ဆိုကျွန်းနဲ့မင်းသမီးချောလေးကင်ဂျီဝူတို့ကအတွင်းကြီးတရုပ်ဆောင်ထားကြပြီးတော့ rating တွေနဲ့ကတော့ IMDb 8.0 ရရှိရတဲ့ဇလန်ကောင်းတွေပဲဖြစ်ပါတယ်နံပါတ်3ဘတ်ပါပါတခါကနာမီကျော်လက်ဝိတ်ချန်ပီယံဖြစ်ခဲ့ပေမဲ့အရာအလုံးဆုံးရှုံးသွားခဲ့တဲ့ဖခင်တို့မိသားစုနဲ့သမီးလေးရဲ့အနာဂတ်ကိုကာကွယ်ဖို့အတွက်ကောင်းမွန်တဲ့ဖခင်ဖြစ်လာဖို့စိုးရတဲ့လူတစ်ယောက်ဖြစ်ကျိုးဝိုင်းတွေကိုပြန်လည်ဆင်းသက်လာတဲ့အခါဒီဇက်ကားလေးကိုတော့2018ခုနှစ်က MBC ဆိုတဲ့ရုပ်သံလိုင်းကနေထုတ်လင်းပြသခဲ့ပြီးတော့အပိုင်းနေတဲ့16ပိုင်းဒီပါရှိတဲ့ Family Sport Drama ရတာစုံကိုတဝကြီးခန်းစားရမယ်ဇလန်တွေကောင်းလေးပဲဖြစ်ပါတယ်ဖခင်တို့ရဲ့မေတ္တာတရားနဲ့ဘဝရဲ့အသက်ချကိုနှက်ဆိုင်ပြီးရင်းနှီးစရာဇက်ကွက်တွေနဲ့ကြည်ရမယ်ဇက်ကားကောင်းလေးပဲဖြစ်ပါတယ်2018ခုနှစ် Grand Prix Award မှာလည်းအကောင်းဆုံး drama ဆုနဲ့အကောင်းဆုံးတရုပ်ဆောင်စုတွေကိုစုကူရရှိခဲ့တဲ့ဆေးလူရှာပွဲကောင်းတဲ့ဇက်ကားကောင်းလေးတကားဖြစ်ပါတယ်ဇလန်လေးကတော့ရခင်ကကမ္ဘာအဆင့်ထိပ်တန်းလက်ဝှေ့ချန်ပီယံတူဖြစ်ခဲ့တဲ့ UG ချောဟာပွဲတစ်ပွဲမှာမမျှော်လင့်မဲ့နဲ့လက်ပေးလက်ယူမှုနဲ့ဆွဆွဲခံရပြီးတော့ဂုံတင်ငွေကြေးနဲ့ဘွားတစ်ခုလုံးကိုဆုံးရှုံးခဲ့ရပါတယ်အချိန်ကြီးကြာပြီးနောက်အိမ်ငါးကတော့မပေးနိုင်မင်းနဲ့ဇနီးနဲ့သမီးဖြစ်သူကိုအဆင်မပြေမှုတွေနဲ့ပဲပေးနေရတဲ့ရှုံးနေတဲ့ဖခင်တယောက်ဘွားကိုရောက်ရှိသွားခဲ့ပါတယ်ဒီနေ့မှာပဲသမီးဖြစ်သူရဲ့ပြဿနာတွေကြောင့်ငွေကြေးအများများလိုအပ်လာတဲ့အခါမှာတော့ UG ချောဟာမိသားစုကိုပြန်လည်ကာကွယ်ဖို့အတွက်ဤပညာစမ်းသက်စေးမျိုးကိုတောက်တုံပြီးတော့အစွမ်းရရှိကတရားမဝင်မြေအောက်လက်ဖွေပွဲတွေကိုတဖန်ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်ဖခင်တယောက်ရဲ့ပိတ်ဆက်မှုနဲ့နှလုံးသားကိုထိခိုက်စေမဲ့ဇလန်ဇက်ကွက်တွေကြောင့်မြန်မာပြည်တက်တီကြားမှာလည်းဟိုယနေ့ထိရေပန်းစားနေတဲ့ဇက်ကားလေးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်ရင်းတွေကတော့မင်းနာကြီးဂျန်ဟော့မင်းသမီးဆိုရန်နဲ့မင်းသမီးလေးချင်းအန်ဆိုးတို့ကပါဝင်ထားကြပါတယ် rating အနေနဲ့ကတော့ IMDb 7.2 ရရှိရတဲ့ဇက်ကားကောင်းလေးပဲဖြစ်ပါတယ်နံပါတ်4 Block House Season 2မှောင်ခိုကျိုးဝိုင်းရဲ့နောက်ွယ်ကဒက်ဝက်ဆိုင်လုပ်ငန်းကြီးနဲ့ခြေရသူတွေကိုဒက်စကန်လုပ်ပြီးတော့ချိန်ချောက်လာခဲ့တဲ့ရက်ဆက်လွန်တဲ့ရန်သူအစ်စ်ပိုကြီးမားတဲ့ပေါင်မိုက်တဲ့အဖွဲ့အစည်းကိုဖြိုလဲဖို့အတွက်တင်တင်းနဲ့ပြန်လည်ဆင်းသက်လာတဲ့တွေးတောက်ညီကိုနှစ်ယောက်ဒီဇက်ကားလေးကတော့စီဇန်1အောင်မြင်မှုအပြီးမှာပဲ2026မှာ Netflix ကနေထုံလင်းပြသခဲ့ပြီးတော့အပိုင်း9ပိုင်းထိပါရှိတဲ့ပုံမိုချမ်းတန်းရက်ဆက်တဲ့ action ခန်းတွေနဲ့အမိုက်စာကြည့်ရှုရမယ်လက်ဝိတ်စကားကောင်းလေးပဲဖြစ်ပါတယ်ဒီဇက်ကားလေးကထုံလင်းပြီးချက်ချင်းဆိုသလို Netflix Global ချက်တွေမှာနံပါတ်1ထိချိတ်ခဲ့ပြီးတော့ပြည်တွင်းမှာဒီမှာနိုင်ငံတကာမှာတော်တော်လေးကိုမှရေပန်းစားခဲ့တဲ့အမိုက်စာလက်ဝိတ်ဇက်ကားကောင်းလေးပဲဖြစ်ပါတယ်ဇလန်လေးကတော့ပြီးခဲ့တဲ့3နှစ်ကာလအတွင်းမှာအလားလာရှိတဲ့လက်ဝိတ်သမားဘွားကနေဂန်ဦးဟာသူရန်ဖြစ်ချင်ခဲ့တဲ့လက်ဝိတ်ချန်ပီယံဖြစ်လာပြီးတော့သူ့ဘေးနားမှာအမြဲတစ္ဆာရှိနေလာခဲ့တဲ့ဂန်ဦးရဲ့ညီကိုဟုံငူချင်းနဲ့ဘွားကိုအေးချမ်းစွာဖျက်ဆီးနေပါတယ်ဒါပေမဲ့ချန်ပီယံဖြစ်ပြီးတိတ်မကြခင်မှာပဲသူတို့ကိုချင်းကြောက်လာမဲ့အန်ဒီရဲ့တစ်ခုက
ပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒါကတော့ဗတ်ကြောင်ဘူးဆိုတဲ့မြေအောက်လက်ဝှေ့လောကရဲ့ဘရင်ပါပဲ IKFC လို့ခေါ်တဲ့ website ပေါ်မှာမောင်ကိုလက်ဝှေ့ပွဲတွေလွှင့်တင်ပြီးတော့ငွေကြေးအမြတ်ထုတ်တွေနဲ့အင်အားကြီးမှောက်ကိုအဖွဲ့အစည်းရဲ့အကြီးအကဲဘတ်အင်ဘတ်ဂျွန်ဟာဂန်ဝူရဲ့စွမ်းရည်ကိုတဘောကျပြီးတော့တရားမဝင်ကျူးပိုင်းတွေကိုဆွဲတင်မှုစူးစမ်းလာပါတော့တယ်ဂန်ဝူကငင်းဆန်လိုက်တဲ့အခါမှာတော့ရက်ဆက်တဲ့အင်မန်ဂျွန်ဟာလီလန်မျိုးစုံတုံးပြီးတော့ဂန်ဝူရဲ့မိခင်အပါအဝင်သူတို့ရဲ့ချစ်ရသူတွေကိုဖမ်းဆီးချိန်ချောက်ပြီးတော့အန်ဒီရဲ့ပေးလာပါတော့တယ်မိသားစုနဲ့ချစ်ရသူတွေကိုကာကွယ်ဖို့အတွက်သူတို့နှစ်ယောက်ဘယ်လိုတွေးမိကြပြီးတော့တိုက်ခိုက်သွားမလဲဆိုတာကိုစိတ်လှုပ်ရှားပွဲကြည့်ရမယ်ဇလန်ငွေကောင်းတွေပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်နေကတော့မင်းသားကျော်ဘူဒိုဟွန်မင်းသားလီဆန်းကြီးနဲ့အရန်မိုက်တဲ့ဘီလိန်ကြီးအနေနဲ့ရိန်နူကအသွင်းကြီးတရုပ်ဆောင်ထားကြပြီးတော့ရိတ်တင်နေနဲ့ကတော့ INTV 8.2 ရရှိခဲ့တဲ့လူကြိုက်များခဲ့တဲ့လက်ဝဲဇက်ကာကောင်းလေးပဲဖြစ်ပါတယ်ကျွန်တော်အခုပြပြပေးခဲ့တာတော့လက်ဝဲနဲ့ပတ်သက်တဲ့ဇက်ကာကောင်းလေးတွေပဲဖြစ်ပါတယ်တငယ်ချင်းတို့ကြိုက်တွေ့ကြမယ်လို့တော့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တငယ်ချင်းတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်